กูได้ปลานี่ดูดิแปลกมากเลยมึงดูดิเว้ยกูได้ปลาใหญ่มากเลยมึงดูดิไอ้เหี้ยกูมาตัวแต่ละครั้งเนี่ยมันก็ใหญ่เลยปลากูว่าจะนอนงาตามยามแบบพี่บ่าเด้จะนอนตัวนี่บ่าแล้วเนาะเราจะสู้กินเลยเนี่ยเราใหญ่เปียอะไรเนาะไอ้ตะดาบป้อนนี่อะไรแล้วกงปูเลยจะนอนตัวเนี่ยนี่ลีไหนเนาะลีไหนเช่นตัวนี่ปูแล้วกูมากูรู้จะนอนสู้กินเลยเปียมันดีนี่เนาะจีเลยมันจีเปียแล้วเนาะมันงานยามเนี่ยงานยามเนี่ยอะไรจะนอนงานยามเนี่ยวันนั้นสู้กินนี่ใหญ่สู้กินนี่ထိုင်းလန်ထိုင်းတကယ်ချင်းတော့စိုးအောင်ကြည့်ပေးကြပါဦးကျေးဇူးအားလုံးတင်ပါတယ်ဟုတ်ကြวางไว้ดิวางไว้ดิ ดูดิหลบแกงကောင်းကြာငါးလာများငါးထူးဆန်းတော့တခါလဲငကျင်းရတယ်ဒီတခါငရမ်းရတယ်ဒီတခါကျတော့ငဖဲတကောင်နဲ့1ကီလိုကျော်တော့ရှိတယ်กูได้ปลานี่ดูดิแปลกมากเลยมึงดูดิเว้ยกูได้ปลาใหญ่มากเลยมึงดูดิไอ้เหี้ยกูมาตัวแต่ละครั้งเนี่ยมันก็ใหญ่เลยปลารู้แล้วเส้นพี่รับรู้งานอะไรเนี่ยเส้นพี่รับเส้นพี่รับรู้เลยเป็นนักก่อนยังไงทีนี้งาก่อนရတယ်ใกล้ရောใกล้လားဘယ်ချင်းလားကျွန်တော်ညနေ4နာရီတော့ကျွန်တော်လာဒီဘယ်မှာလဲအခုငါလည်းများပဲနေရည်စပန်းကိုထေးမှာလေစပန်းကိုထေးပါပဲနေဒီဘက်ကောင်ရောဒီကောင်စပန်းကိုထေးတယ်ဒီနေရာဘလို့ဒီနေရာလာနေကြပဲလားလာနေကြပဲဒီနေရာလာနေကြရတယ်ပေါ့ဟုတ်လားဒီညနေကြရှားပြားကြီးကျွန်တော်ချက်ကြည့်မလားဟိုဘာငါးရပါလို့ငဖဲနဲ့ငခုနဲ့ငဖဲပဲကောင်လို့ငဖဲဆက်ပြားကြီးဒီကောင်ငဖဲဟိုမိုင်းပဲမစိုးပါဘူးကြီးသားပဲဘလို့โอเคဘိတ်တာတော့ရှိတယ်အေးမိုင်းစိုးအောင်ဒါဘယ်ချိန်တော့ပြန်မှာဘလို့9နိုင်ခွဲတော့ပြန်မှာ9နိုင်ခွဲတော့ဒါမနေရပါဘူးစစ်ပြေတော့ဒါဆိုဘေးမှာတငယ်ကြီးတွေစီးတယ်ဗျာဒီမှာဘေးမှာတငယ်ကြီးတွေစီးတယ်ကြီးစီးတယ်လက်များလူများတာပဲဘာပြောချင်တယ်ဘလို့ဘာပြောဝနာပါကျေးဇူးအများကြီးတင်ပါတယ်ဝနာပါလို့စီလက်များရတာဝနာပါလက်များလို့ရတော့ဒီမှာ6ချင်းနေပဲကြိုက်တယ်6ချင်းနေကျွန်တော်ချက်ပြလိုက်ရအောင်โอเคบาย สวัสดีครับ